နိုင်မောကမိတ်ဆွေများဒီမှာနှစ်ပိတ်မှာ3မိနစ်လို့ရိုက်တာဒီမှာနှစ်ပိတ်မှာ3မိနစ်လို့ရိုက်တာအဲ့ဒီမှာနှစ်ပိတ်မှာဒီမှာ3မိနစ်လို့ရိုက်တာဒီမှာနှစ်ပိတ်မှာ3မိနစ်လို့ရိုက်တာသူကနှစ်ပိတ်မှာ3မိနစ်လို့ရိုက်လို့ရင်နောက်နေ့တည်းမှာထွိုင်တော့ထွက်ပြေးရမယ်သူကဒီသုံးလုံးပေါင်းချင်းခွန်ဒီ3ခါသုံးလုံးပေါင်းချင်းခွန်နောက်နေ့သုံးလုံးပေါင်းချင်းခွန်နိုင်တော့ထွက်တာနှစ်ပိတ်မှာ3မိနစ်လို့ရိုက်လို့2ရယ်9ရယ်5ရယ်6ခွန်6 3နဲ့6နှစ်ခွန်နဲ့6ဒါ6ထိုင်လို့ထွက်တာပေါ့နော်အဲ့ဒီမှာ5 4လေးရတယ်3မိနစ်လို့ဖြစ်တယ်3မိနစ်လို့ဖြစ်တယ်ဒီ3လုံးပေါင်းချင်းက3ဒီ3လုံးပေါင်းချင်းက3ဒီ3လုံးပေါင်းချင်းက3ထိုင်လို့ဖြစ်တာထွိုင်ဖြစ်တာပေါ့အဲ့မှာကျွန်တော်နှစ်ပိတ်မှာ3မိနစ်လို့ပြတယ်ဒီနေ့တည်းမှာဒါထွိုင်တော့လာအောင်ပါပေါ့နော်အဲ့ဒီမှာထွိုင်တော့လာအောင်ပါဆိုတော့ကျွန်တော်တို့ကဒီထွိုင်တော့ဒီထွိုင်ကဘလို့ထွိုင်ဖြစ်မှာတော့သူ့ရဲ့ဇောင်းပေါ့ထွိုင်ဖြစ်တော့မယ်ဆိုသူ့ဇောင်းဒီထိတ်ရခါရပေါင်းချင်းဒီနှလုံးပေါင်းချင်းခွန်ဖြစ်လို့ဒီ3လုံးပေါင်းချင်းခွန်ခါ3လုံးပေါင်းချင်းခွန်နောက်တိုင်း3လုံးပေါင်းချင်းခွန်ထွိုင်ထွက်တာပေါ့နော်ဒီထွက်တော့မယ်ဆိုသူ့ဇောင်းမှာထိတ်စီးနဲ့ခါနဲ့ပေါင်းခွန်ဖြစ်လို့ဒီခွန်ထွိုင်ထွက်တာပေါ့ဗျာနော်အဲ့ကြောဒုတိယကတ်ဒီနှစ်ပိတ်မှာ3မိနစ်လို့ရိုက်လို့နောက်နေ့ထဲမှာဆိုတော့ထွိုင်တော့ဆင်းတာဒီ3လုံးပေါင်းချင်း6ခါ3လုံးပေါင်းချင်း6နောက်တိုင်း3လုံးပေါင်းချင်း6ထွိုင်လို့ထွက်တာဘာလို့6ထွိုင်နေတာသူ့ဇောင်းမှာနဲ့ခွန်နဲ့9နဲ့ထိတ်နဲ့ခါနဲ့ပေါင်းချင်းဒီထိတ်နဲ့ခါနဲ့ပေါင်းကြီးခွန်နဲ့9နဲ့ပေါင်းနဲ့6ဖြစ်လို့သူက6ထိုင်နဲ့ထွက်တာနော်အဲ့ဒီမှာတတိယကနှစ်ပိတ်မှာ3မိနစ်လို့ရတယ်နောက်နေ့ထဲမှာသူကထိုင်တော့ထွက်တယ်ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3ပေါင်း3ထိုင်လို့ထွက်တာဘာလို့3ထိုင်လို့ထွက်ရတာတော့ဆိုတော့သူ့ရဲ့ဇောင်းမှာ6နဲ့ခွန်နဲ့ပေါင်းတော့ခွန်နဲ့6နဲ့ခွန်နဲ့ပေါင်းတော့3ဖြစ်လို့3ထိုင်နေနဲ့ထွက်တာပေါ့ဗျာနော်အဲ့ကျွန်တော်တို့ကခုပဲဆိုလို့ရင်ကျွန်တော်တို့ကဒီမဲ့နှစ်ပိတ်မှာ3မိနစ်လို့ရိုက်သွားပြီခွန်3ည6 3မိနစ်လို့ရိုက်ရင်ဒီပွဲဆိုကျွန်တော်တို့ကသူ့ရဲ့ဇောင်း3နဲ့8နဲ့ပေါင်းတော့ဒီ3နဲ့8နဲ့ပေါင်းတော့1ပြ1ဖြစ်လို့ကျွန်တော်တို့က1ထွိုင်ဆိုလို့ရင်ကျွန်တော်တို့ကဒီမဲ့3ညခွန်3ညခွန်ရေကျွန်တော်တို့3 8ခွန်ရေ3 8ခွန်ဆိုတော့1ထွိုင်ဆိုတော့ကျွန်တော်တို့ကဒီ3လုံးပေါင်း1ဆို8ထိပ်အဲ့ကြောတော့ကျွန်တော်ဒီထွက်မဲ့နေရာနဲ့သူ့ဆောင်မှာဒီ3နဲ့8နဲ့ပေါင်းတော့1မလို့1ထွိုင်နဲ့ထွက်ပြမှာဒီ3လုံးပေါင်းချင်းရဲ့1အဲ့ကြောဒီ3လုံးပေါင်းချင်း1ဆိုလို့ရင်ကျွန်တော်တို့ကခွန်နဲ့8နဲ့ပေါင်းတော့6ကျွန်တော်1ဆိုရင်6ခါခွန်8 6ဆိုတော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းနဲ့1ထွိုင်ဖြစ်ရမှာဆိုတော့ကျွန်တော်တို့ခွန်ဒီခွန်8 6ခွန်တော့ကနန်းကိုဖြစ်နေတယ်ပေါ့နော်အဲ့ကြောဒီ3လုံးပေါင်းချင်းရဲ့1ဒီ3လုံးပေါင်းချင်းရဲ့1ဒီ3လုံးပေါင်းချင်းရဲ့1ထွိုင်ပေါ့ဗျာနော်1ထွိုင်ပေါ့အဲ့ကျွန်တော်တို့ကရှင်းရလားမသိဘူးကျွန်တော်တို့ကဒီမဲ့နှစ်ပိတ်မှာကျွန်တော်တို့3မိနစ်လို့ဖြစ်လို့ကျွန်တော်တို့နောက်နေ့ထဲမှာထွိုင်တော့ကဒီနှလုံးပေါင်းချင်းခွန်မလို့ဒီခါဒီ3လုံးပေါင်းချင်းခွန်ခါ3လုံးပေါင်းချင်းခွန်နောက်တိုင်း3လုံးကခွန်ထွိုင်လို့ထွက်တာဒုတိယ3မိနစ်လို့ရိုက်လို့ကျွန်တော်တို့နောက်နေ့ထဲမှာထွိုင်တော့ကဒီ3လုံးပေါင်းချင်းက6ဒီခါ3လုံးပေါင်းချင်းက6နောက်တိုင်း3လုံး6ထွိုင်လို့ထွက်တာသူဘာလို့6ထွိုင်ထွက်တာသူ့ဇောင်းမှာထိတ်နဲ့ခါနဲ့ခွန်နဲ့9နဲ့ပေါင်းလို့6ဖြစ်လို့6ထွိုင်နေနဲ့ထွက်ပေးရတာပေါ့နော်အဲ့မှာတတိယက9လေး3မိနစ်နှစ်ပိတ်မှာ3မိနစ်လို့ရိုက်လို့နောက်နေ့ထဲမှာထွိုင်လို့ကထွက်ခေါင်းနဲ့ဒီ3ထိ9 5 3 6 3 3ည3ည3 6အော်9 5 3 3 3ည3ည3 3 4 3 6ကလည်းတဲ့3ထိုင်နဲ့ထွက်တာဘာလို့3ထိုင်တာသူ့ဇောင်းမှာ6နဲ့6ထိန်းနဲ့ခွန်ခါနဲ့ဒီ6နဲ့ခွန်နဲ့ပေါ့နော်3ဖြစ်လို့3ထိုင်နဲ့ထွက်တာပေါ့နော်အဲ့မှာကျွန်တော်တို့4ကက်စီဆိုတော့ကျွန်တော်တို့ကဒီမဲ့ခွန်3ည6 3မိနစ်လို့ရရင်ဒီပွဲဆိုလို့ရင်ကျွန်တော်တို့ကသူ့ဇောင်းမှာ3နဲ့8နဲ့ပေါင်းတော့1ပြ1ဖြစ်လို့ကျွန်တော်1ထိုင်နေနဲ့ထွက်ရင်3ညခွန်ရ3 8ခွန်ရဆိုတော့3ညနဲ့ခွန်နဲ့3ညနဲ့3နဲ့ပေါင်းတော့3ဖြစ်အောင်ကျွန်တော်8ထိပ်ခွန်ရ8ရပေါင်းတော့ကျွန်တော်တို့9ဖြစ်အောင်6ခါခွန်ဆိုတော့4ရဖြစ်အောင်ခွန်ပေါ့အဲ့8 6ခွန်တော့ကနန်းဖြစ်နေတယ်ပေါ့နော်အဲ့ကြော8 6ခွန်တော့ကနန်းဖြစ်နေရဆိုတော့ကျွန်တော်တို့ကဒီမှာ9ခွန်လို့ဖြစ်တာဗျတကက်ဒီမှာ9ခွန်လို့ဖြစ်တာနှစ်ကက်ဗျအဲ့မှာကျွန်တော်တို့9ခွန်လို့ဖြစ်တာဒီမှာဗျ3ကက်9ခွန်လို့ဖြစ်ဒီမှာ3ကက်ဗျနော်အဲ့ဒီမှာကျွန်တော်တို့9ခွန်လို့ဖြစ်တာဒီမှာ4ကက်ဗျ9ခွန်4ကက်ရှိတယ်ပေါ့နော်အဲ့ဒီ9ခွန်လို့ရိုက်လိုက်တာ ਨੇ သူက1 2 3 4 5 6နှစ်ထဲမှာတခုတော့9ထိပ်ဗျအဲ့9ထိပ်အောက်ကကနန်းဗျ9ထိပ်အောက်ကကနန်းကကျွန်တော်189ကနောက်နေ့မှာဒါမွေးကနန်းနေနဲ့ထွက်ပေးရမှာနော်189ကအဲ့မှာဒုတိယ9ခွန်လို့ရိုက်တာဗျ
ရိုက်တော့1 2 3 4 5 6နှစ်ထဲမှာတစ်ခုသော9ထိပ်ဗျဒီမှာတစ်ခုသော9ထိပ်ဗျ9ထိပ်အောက်ကကနန်း641ကနောက်နှစ်ထဲမှာကျွန်တော်တို့မွေးကနန်းထွက်ပေးရမှာပေါ့နော်မွေးကနန်းထက်ပေးပါပတ်လေပေါ့အဲ့မှာ2ကတ်ရှိတာဒီမှာ3ကတ်ဒီမှာ6ခုလို့ရိုက်တာ1 2 3 4 5 6နှစ်ထဲမှာတစ်ခုသော9ထိပ်ဗျဒီမှာတစ်ခုသော9ထိပ်ဗျ9ထိပ်တော့သူ့အောက်ကကနန်းဗျ2 3 4 2 3 4ကနောက်နှစ်ထဲမှာမွေးကနန်းနေတဲ့ဒီမှာထွက်ပေးရတာဗျ3 2 4လို့ထွက်ပေးရတာဗျအဲ့ဒီတော့ကျွန်တော်တို့ကဒါ4ကတ်မြောက်ဆိုတော့ကျွန်တော်6 9ခွန်1 2 3 4 5 6 6ထိပ်ဆိုတစ်ခုသော9ထိပ်ဆိုရင်ဒီ2025တဲ့9ထိပ်ဆိုဒီ9ထိပ်ကဒီတစ်ချက်ရှိတာဗျနော်ကျန်တာတွေကလုံးဝမရှိဘူးဗျနော်ဒီမှာကျန်တာတွေကလုံးဝမရှိဘူးဗျ9ထိပ်ကအဲ့ကြောင့်မရှိတော့9ထိပ်ဆို9ထိပ်ဆိုတော့သူ့အောက်ကကနန်းဗျ68ခွန်ဒီနှစ်ထဲကိုမွေးနှထွက်ပေးရမှာဗျနော်မွေးနှထွက်ပေးရမှာဆိုတော့ကျွန်တော်တို့ဒီပွဲခုခဏမှကနန်းနေတယ်86ခွန်နေတယ်ကျွန်တော်တို့လာကိုက်နေဗျနော်လာကိုက်နေတော့ကျွန်တော်တို့ကအဲ့ဒါမှာကျွန်တော်တို့ကဒီမဲ့ထိပ်စီးက8ဗျဒီမဲ့ထိပ်သီးက8ဗျဒီမဲ့ထိပ်သီးက8ဗျထိပ်သီးက8ထိပ်သီးက8 8ဆိုတော့6သူ့ရဲ့တပင်းကျော်9ထိပ်နဲ့ပေါင်းရင်1ဗျာဒါ1ဖြစ်ခြင်းနဲ့သွားတာပေါ့ဗျာ1ပေါ့ဗျာထိပ်စီးက8ထိပ်စီးက8နဲ့တပင်းကျော်က9ထိပ်နဲ့ပေါင်းတော့ကျွန်တော်တို့1အဲ့ကျသူ့အောက်မှာထိပ်သီးက9ထိပ်စီးက3ညာ9နဲ့3ညာနဲ့ပေါင်းတော့9ရဲ့တပင်းကျော်က6ထိပ်နဲ့ပေါင်းရင်တော့6ထိပ်နဲ့ပေါင်းရင်တော့လေကျွန်တော်1ပဲဗျာ1ပဲဗျာဆိုတော့ကျွန်တော်တို့ကဒီမဲ့ကျွန်တော်တို့3ကတ်စီဒီမှာ6ထိပ်ဒီမှာ9ထိပ်6နဲ့9နဲ့ပေါင်းတော့1ဗျာတပင်းကျော်ကဒီ3ညထိပ်နဲ့ပေါင်းရင်လို့လေကျွန်တော်တို့1ပဲဗျာ1က3ချက်ရှိသွားပြီဗျာနော်3ချက်ရှိသွားပြီတော့အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ2ထိပ်ဗျာ2ထိပ်ရဒီမှာ6ထိပ်ပေါ့2နဲ့6နဲ့ပေါင်းတော့8ဗျာ8ရဒီပင်းကျော်က3ထိပ်ရပေါင်းရင်လို့ကျွန်တော်တို့1ဗျာ1 4က1က4တစ်ရှိသွားပြီဗျာနော်4တစ်ရှိသွားပြီဆိုတော့အဲ့ကျတော့ကျွန်တော်တို့ကဒီမှာ3ထိပ်ဒီမဲ့3ညထိပ်3နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တို့က3ပေါ့ဗျာ1ဖြစ်အောင်ကျွန်တော်တို့8ထိပ်ပဲရှိရောတာဗျာနော်ကျန်တဲ့ထိပ်မရတော့ဘူးဗျာ8ထိပ်ပဲရှိရောတာဗျာနော်8ထိပ်ပဲရရင်ရှေ့ကြတယ်ကျွန်တော်တို့ကဒီ8ထိပ်ဆိုတော့ကျွန်တော်တို့ခုနကကနန်းနဲ့လေကျွန်တော်တို့ကကိုက်နေတယ်ဗျာနော်ကိုက်နေတော့ကျွန်တော်86ခွန်တဲ့ကနန်းနဲ့ကိုက်နေဒဲထိုးရမှာပါကျွန်တော်တို့ဒဲပါကျွန်တော်တို့ဒါဒဲဒါမွေးကနန်းလေး86ခွန်မွေးကနန်းလေးလည်းရှိတော့ဒါဒဲတစ်ခုပွဲမထိုးရမှာပါကျွန်တော်တို့ရှင်းရလာမသိဘူး8ထိပ်88ဒီ9ထိပ်နဲ့ပေါင်းတော့1 9 3ညတပင်းကျော်က6ထိပ်နဲ့ပေါင်းရင်1 6 3ည6 5တပင်းကျော်က3ညထိပ်နဲ့ပေါင်းရင်1အဲ့ကြောင့်2 6 2 6ဆိုတော့8တဲ့တပင်းကျော်က3ထိပ်နဲ့ပေါင်းတော့1 4တစ်ရှိသွားပြီဗျာနော်1 4တစ်ရှိသွားပြီဆိုတော့သူက3ထိပ်3ညထိပ်3 3ညဆိုတော့3သူ့တပင်းကျော်က8ထိပ်နဲ့ပေါင်းမှာဒီ8ထိပ်နဲ့မှာကျွန်တော်တို့က8ထိပ်နဲ့မှာကျွန်တော်တို့က1မှာဟုတ်ဗျ1မှာဆိုတော့ကျွန်တော်တို့86ခွန်ကကျွန်တော်တို့ဒဲဖြစ်နေမှာနော်ကြိုက်နေထိုးကြပေါ့ကျွန်တော်တင်ပေးလိုက်တာပေါ့နော်အဲ့ဒီမှာဒီကနန်းလေးမွေးကနန်းလေးလည်းရှိတယ်ပေါ့ဒါလည်း86ခွန်ဒါမွေးပေါ့ဗျာမွေးကျင်တယ်ဆိုလဲအဲ့မွေးနဲ့86ခွန်ဒါထိုးကြိုက်တဲ့နောက်တော့တောင်းတော့ခါ8ခွန်6ပေါ့ဗျာနော်8ခွန်6ပေါ့နော်ဒီထိုးရမှာပေါ့အဲ့မှာကျွန်တော်တို့တစ်နှစ်စာဝင်မယ်ဆိုလဲကျွန်တော်တို့9000ပါဗျာနော်ဒီတပွဲသာကျွန်တော်တို့ထုတ်ရောက်မှာပါဗျာနော်ပြီးကြတယ်ပေါ့မရောက်ပါဘူးဗျာကျွန်တော်နှစ်ပတ်သုံးပတ်ရှိမရောက်ဘူးနော်အဲ့ကြောင့်တပွဲသာကကျွန်တော်တို့2000တစ်နှစ်စာကကျွန်တော်တို့9000ဒီကနန်းရှိပါတယ်အရန်ကောင်းပါတယ်ကျွန်တော်တို့အရန်ကောင်းပါတယ်တကွက်တည်းထိုးရမှာပါကျွန်တော်တို့တကွက်တည်းထိုးရမှာပါကျွန်တော်မဝင်တဲ့မိတ်ဆွေများကျွန်တော်တို့ဒီဟိုပါပေါ့3ည9ခွန်3ကျွန်တော်တို့ဒီ69 1ဒါ98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်မေးလို့ရပါတယ်စိုက်ကအရန်ကောင်းပါတယ်စိုက်ကကျွန်တော်တို့အရန်ကောင်းပါတယ်စိုက်ကအရန်ကောင်းပါတယ်ကျွန်တော်တို့ဒါတကယ်ကိုဒါကြိုက်လို့ကောင်းလို့ထုတ်ရောက်တာပါကျွန်တော်စိုက်ကအရန်ကောင်းပါတန်သေးရပါမယ်ဗျာနော်ဒီနှစ်စာဝင်တာဘူးတိုင်12ကျင်းနဲ့ကျွန်တော်တို့အောအောင်ပါပေါ့နော်12ကျင်းနဲ့ကျွန်တော်အောတော့အောအောင်ပါပေါ့ဒီကျန်လဲကျွန်တော်ဒါအောမဲ့ပဲကျွန်တော်ပေါက်စင်ချင်းလို့ကျွန်တော်ဒါတင်ပေးလိုက်တာမနော်ကြိုက်တဲ့လူနဲ့လာဝင်လာပါ9000ပါတန်သေးရပါမယ်9000ပါတပွဲသားဆိုရင်2000ပေါ့ကျွန်တော်တို့နော်ကဲအဲ့86ခုလေးကြိုက်တဲ့ထိုးကြပေါ့ဗျာတော့တင်းတော့ဒါလာတက်လာတာပေါ့နော်အဲ့လိုကျမ်းမှာချမ်းသာကြပါသေးဗျာ